Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ထမင်းစားမယ်ဒီနေ့ငပိတူးစရာအစုံနဲ့ဆွဲမယ်ကွာဝက်စီပြန်မယန်းသီးနဲ့ချက်ထားတယ်ငပိရေကောင်းကောင်းလေးမွှေးလေးဖြော်ထားတယ်နော်စူးပုတ်ပါတယ်မြစ်ပါတယ်တရက်သီးမယန်းသီးကစွန်ရွက်ဥစီနံခရမ်းကျင်သီးပါတယ်အဲ့တော့ထမင်းကတော့လုံးဝမယ်ပြီးရှယ်ပဲစားကြပါအောင်ရှင်မွှေးနေရပဲငပိရေကလေကိုယ်တိုင်ကြိုထားမွှေးနေရပဲနည်းနည်းလေးအဆက်ကြိုက်တော့လေဆင်ပြူတော့မြို့တီးအကြက်မှုန်လေးထက်စားရိုင်းဆက်တာမျိုးမဟုတ်ဘဲနဲ့စားရလေးဆင်ပြေပါတယ်တချို့မြို့တီးမှုတ်တွေဆိုအရန်ဆက်တယ်တချို့မြို့တီးမှုတ်တွေကတိတ်မဆက်ဘူးအဲ့လိုမျိုးဖြစ်တယ်ဒီဆင်ပြူတော့မြို့တီးမှုတ်ကကြာလေအရန်ဆက်တာမျိုးမဟုတ်ပုံမှန်လေးဆက်တာဆိုတော့ဆင်ပြေစားပါအောင်နော်အချင်းပြုံးပြုံးလေးဟိုမယန်းတီးနဲ့ချက်ထားဆိုတော့လေမယန်းတီးပေါ်ချိန်ဆိုတော့ဆွဲပါရန်ကောင်းကောင်းဒါကိုယ်တိုင်ချက်လို့ဒီစီတုံးစားစားပြီးအိမ်မယ်ကွာစူပုတ်ရဦးစင်းနာစားရင်တက်ရှည်ရဲ့ပြောကြတာအသားထောင်စီအောင်ရှည်မလားဦးစင်းနာစားတော့ဒီလိုဒီမှာအဆက်ပုံမှာမစားရအဆင်ပြေဒါဝတ်သုံးလက်စားကိုမယန်းကြီးနဲ့ချက်ထားချင်းပြောင်းပြောင်းလေးပါနော်သူကအစီတုံးစားရင်တော့မအီဘူးသွန်းယူနေသွန်းယူနေကကျမိုင်းနဲ့ညီညွတ်တယ်လေပြုတ်တူတာကအစိမ်းတူရတာပိုစိုက်တယ်ကောင်းလိုက်တာဟင်းစားမကျူငပိနဲ့တို့တရားအရန်ကျူတယ်သူ့တိုင်းမှာစူပါရောက်တော့အရန်ကြိုက်တယ်စူပါရောက်အရန်နူးတော့လေမပြုတ်တော့ဘူးရိုင်းမယ်စူပါရောက်မီးဖွားနေရန်ကောင်းတယ်ဟိုနေ့ကအသေးမတက်ကစူပါရောက်မီးဖွားပြီးတော့လက်ဆောင်ပေးရတယ်စူပါရောက်ပြုတ်ပြီးတော့ပဲစားဘူးလေအစိမ်းစားဘူးလေမီးပုတ်ပြီးတော့စားပြီးတော့ဟိုနေ့မှာကျန်းကောင်းတယ်တရားအကြိုက်ဆုံးမှာတော်ကောင်းတာတော်ကောင်းတာဒီတို့ကြရအများကြီးဟင်းနေစားတဲ့အခါမျိုးဆိုရင်ကစိုးရအမြင်ပါတယ်စားတဲ့စားတော့ဒီမှာအခက်မသိလို့မတက်ရပါဘူးရှိခဲ့တယ်အစားသေးတင်နိုင်ပဲမဖြစ်တော့ဘူးပေါ့နော်တည်တည်ဟင်းညိုတော့စားဘူးပဲမယန်းတည်ဟင်းညိုတော့မစားဘူးနောက်နေ့ကျရင်မယန်းတည်ဟင်းညိုချက်စားကြည့်ဘာလဲအိမ်မှာပဲစားရတယ်မှာမြစ်တရောစူပုတ်ရက်တရောဆိုတော့ဟိုအဖြစ်စားရတဲ့သူရတိုးချင်တာပဲအဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်ထမင်းနဲ့ရမ်းစားလို့ကောင်းပါတယ်ကြည့်ပေးရတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ကျမတော့စားပြီးနည်းနည်းဝေးလာအောင်စားတတ်တာအားပါ